ဝက်ဥရစ်တန်တစ်ခုနဲ့စကေးပါတဲ့ဘီတစ်ခုပေါ့ဒါတွေကသပင်တမြင်ရဲ့အနှံကိုဘယ်လိုမျိုးတိုင်းတာပေးနိုင်တာလဲမိုက်ခရိုမီတာတစ်ခုဘယ်လိုအလုံးလုံးတလဲဆိုတာသိရအောင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်ဒီမှာဝက်ဥရဲ့အကွာဝေး 3.5 မီလီမီတာရှိတဲ့မူလီတစ်ချောင်းရှိပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုရင်မူလီကိုတပတ်အပြည့်လှည့်လိုက်တိုင်း3.5 မီလီမီတာရှေ့တိုးတာဒါမှမဟုတ်နောက်ဆုတ်တာမျိုးဖြစ်သွားတာကိုပြောတာပါအခုမူလီရဲ့အမီးပိုင်းမှာတိုင်းတာတဲ့ကရိယာတစ်ခုတက်လိုက်ပြီးတပတ်အပြည့်လဲပတ်မှုကိုညီညာတဲ့အမှတ်အသား90စိတ်ခွဲလိုက်တယ်လို့မြင်အောင်ကြည့်လိုက်ပါဦးမူလီကအမှတ်အသားတစ်စိတ်စာလဲသွားတိုင်း 0.5 ကို90နဲ့စားလို့ရတဲ့ 0.01 မီလီမီတာအကွာဝေးကိုရွေ့လျားတော့မှာဖြစ်ပါတယ်တော်လိုက်တာအခုဆိုရင်ဝက်ဥရစ်ချဲထွင်မှုစနစ်တစ်ခုကိုဖန်တီးလိုက်နိုင်ပြီပေါ့ကဲတေချာလေးကြည့်ကြည့်အောင်မူလီကိုအပြင်ဘက်အိမ်တစ်ခုထဲမှာငင်းငယ်တက်ဆင်လိုက်ပါတယ်တစ်ဖက်ကမလုံမရဲရှိနေတဲ့အထိုင်ကုန်ဖြစ်ပြီးကြံတဲ့တစ်ဖက်ကတော့ရွေ့လျားနိုင်တဲ့တကြောင်လေးဖြစ်နေတာပေါ့အဲ့ဒီရွေ့လျားတံကို 0.5 မီလီမီတာအကွာဝေးရှိတဲ့ပင်မစကီအမှတ်သားတွေရေးထိုးထားတဲ့အသေးတက်ထားတဲ့ပြုံလေးပါဝင်ရထားပါတယ်ရွှေလျောတိုင်ရဲ့အဆုံးမှာတော့အနာသက်တစ်လျှောက်အမှတ်သား90စိတ်ပါရှိတဲ့လဲပတ်နိုင်တဲ့အဖုံးလေးတစ်ခုရှိတယ်အဲ့ဒီအဖုံးလေးကိုလှည့်လိုက်တာနဲ့ရွှေလျောတိုင်တဖြည်းဖြည်းရှေ့တိုးလာတာဒါမှမဟုတ်နောက်ဆုတ်သွားတာလုပ်ပြီးပါအတိုင်းတာကိုပြီးကျင်တယ်ဆိုရင်စကီးနှစ်ခုအသုံးပြုရပြုံလေးပေါ်မှာတော့ 0.5 မီလီမီတာအဆင့်လိုက်ရှိတဲ့ပင်မတန်လေးကိုပြသပေးတာအဖုံးလေးကတော့ 0.01 မီလီမီတာအဆင့်လိုက်ရှိတဲ့တိကျတဲ့တန်ကိုပြသပေးတာဖြစ်ပါတယ်အခုလက်တွေ့စမ်းသပ်ကြည့်ရအောင်နော်ဒီမှာမင်းရဲ့တငယ်ချင်းခြံထားခဲ့တဲ့သပင်တစ်မျိုးရှိပါတယ်အဲ့ဒီသပင်လေးကိုအထိုင်ကုန်နဲ့ရွေလျားတံကြားထဲမှာငင်းငင်းသားသားလေးထည့်လိုက်ရွေလျားတံကသပင်ရဲ့အပြင်မျက်နှာပြင်ကိုထိယုံလေးထိသွားတဲ့အထိအဖုံးလေးကိုတဖြည်းဖြည်းချင်းထည့်ပေးလိုက်ပါတခုတော့တတိထားပါထိယုံလေးပဲထိရမှာနော်အားနဲ့အတင်းကြီးညှက်မပြတ်လိုက်ပါမိုက်ခရိုမီတာရဲ့အမီးပိုင်းမှာကလစ်တန်ပေးတဲ့ထင်းချုပ်ခလုတ်လေးတစ်ခုပါရှိတယ်တင့်တော်တဲ့တင်းအားကိုရောက်သွားတဲ့အခါအဲ့ဒီခလုတ်ကသူ့အလိုလိုချောထွက်သွားပြီးစပင်ကိုဖိညက်မိတာဒါမှမဟုတ်ပုံစံပြတ်သွားတာမျိုးမဖြစ်အောင်တားဆီးပေးမှာဖြစ်ပါတယ်ကဲအခုအတိုင်းတာကိုစစ်ကြည့်ရအောင်ပြုံပေါ်မှာ9 မီလီမီတာအမှတ်သားတစ်ခုလုံးကိုမမြင်ရတဲ့အတွက်စပင်က0.5 မီလီမီတာထက်ပိုသေးနေတာသိတာနေပါတယ်ဒါပေမဲ့မီလီမီတာရဲ့100 ပုံတစ်ပုံအစိတ်အပိုင်းတွေကရောဘယ်လောက်ရှိလဲအဖုံးလေးကိုစစ်ကြည့်လိုက်ပါပြုံပေါ်ကလမ်းညွန်မြင်းနဲ့ကွက်တိကျနေတဲ့အမှတ်သားကိုရှာကြည့်လိုက်ပေါ့ရှစ်ခုမြောက်အမှတ်သားကကွက်တိကျနေတယ်လို့မြင်အောင်ကြည့်လိုက်ပါဒါကအသေးစိတ်တန်ဖို့0.8ကလည်း 0.08 မီလီမီတာရှိတယ်ဆိုတာကိုဆိုလိုတာပါဒါကြောင့်နောက်ဆုံးရလက်က0 မီလီမီတာမှာ 0.08 မီလီမီတာပေါင်းလိုက်တော့စုစုပေါင်း 0.08 မီလီမီတာဖြစ်သွားတာပေါ့နင်းတငယ်ချင်းရဲ့စပင်အနံက 0.08 မီလီမီတာရှိတာဖြစ်ပါတယ်တိုက်တော်တာပဲအခုဆိုရင်မိုက်ခရိုမီတာကိုဘယ်လိုသုံးရမလဲဆိုတာသိသွားပြီပေါ့